မြန်မာနိုင်ငံမှာ Pride performance ကိုဒါအသေးအော်နေကြပါတော့တကယ်တမ်း Pride performance ဖြစ်တဲ့ဖုန်းတွေကိုတော့တိတ်ပြီး awareness မရှိတာတွေ့ရတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးမှာကတော့ Vivo ကနေပြီးတော့ထုတ်ထားတဲ့ gaming phone ပေါ့နော်မြန်မာနိုင်ငံတော့ official မဝင်ဘူးဒါပေမဲ့တရုတ်မှာတော့တော်တော်ကိုမှနာမည်ကြီးတဲ့ iQOO ဆိုတဲ့ brand တွေကမှာ iQOO 15ကို review လေးလုပ်ပေးပါမယ်ဆိုတော့ iQOO 15ကအရင် generation နဲ့ရှင်းလိုက်မယ်ဆိုလို့ရင်တချို့အပိုင်းတွေမှာ upgrade ဖြစ်လာတယ်ဒါပေမဲ့အရင်ခေတ်တုန်းကလိုမျိုးတခြား flagshipထဲက visit model နဲ့ရှင်းလိုက်မယ်ဆိုလို့ရင်အရင်မနီးစက်တော့လို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီ iQOO 15မှာကျွန်တော်အကြိုက်ဆုံးပိုင်းက display ပိုင်းဟာဒီလောက် gaming phone မှာဘာလို့ display ကိုအကြိုက်ဆုံးလို့ပြောရလဲဆိုလို့ရင်အကြောင်းရှိပါတယ်ဒီကောင်မှာသုံးပေးထားတဲ့ display က 2K resolution ကိုမှ refresh rate က 144Hz support လုပ်တယ်ဒါတွေမဲ့လားဆိုလို့ရှိရင် brightness အနေနဲ့ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထွက်ထားတဲ့ Huawei ရဲ့ Mate 80မချင်ညာခင်တော့ဆိုဒီကောင် display ကတော်တော်ကောင်းတဲ့ထဲမှာပါတယ်လို့ကျွန်တော်အနေနဲ့သတ်မှတ်တယ်ဘာလို့လဲဆိုတော့ peak brightness က6000 nits ရတယ်ကျွန်တော်တို့ဒီတိုင်း brightness slider ကိုဆွဲတင်ပြီးဖွင့်လို့ရတဲ့ brightness က typical ပေါ့နော်1000 nits ရတယ်တကယ်လို့နေအောင်ကို auto brightness ဖွင့်ပြီးယူသွားမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ display က2600 nits လင်းပေးနိုင်တယ်ဒါကတကယ်ကိုမှ true flagship တစ်လုံးမှာပါတဲ့ display spec တွေလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒါနဲ့အတူပဲဒီကောင်ကသုံးပေးထားတဲ့ band တွေကလည်း LTP ကို AMOLED ဖြစ်နေတာလည်းတကြောင်ပြီးတော့ဒီကောင်ရဲ့ ultrasonic ကလည်းတော်တော်မြန်တဲ့ထဲမှာပါတဲ့အပြင် display bezel တွေကလည်းတော်တော်ကိုမှ slim ဖြစ်ပြီးတော့ကြည့်ရတာအိုင်းကန်နေဖြစ်တယ်မျက်စိထဲမှာကြည့်ပြီးကြည့်ချင်အောင်လုံနိုင်တဲ့ display တစ်ချက်လို့ပြောနေမှာမအောင်ဆိုတော့ဒီကောင် display ကသူ့ရဲ့ဈေးတန်း330ဝန်းကျင်ဆိုတဲ့အနားမှာပေါ့နော်တော်တော်ကိုမှရွေးချယ်စရာကောင်းတဲ့ display တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်အခုလိုမျိုး unit support ပေးထားတော့ phone square mobile မှာဖြစ်ပါတယ်တကယ်လို့အခုလိုကွက်ပြောက်ပဲဖြစ်ဖြစ် official ပဲဖြစ်ဖြစ်ဝယ်ချင်တယ်ဆိုလို့ရှိရင်သွားစုံစမ်းမေးမြန်းလို့ရအောင်ကျွန်တော် description မှာ link လေးထည့်ပေးထားပါမယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ဒီကောင်ရဲ့ build quality ပိုင်းတော်တော်ကိုမှ solid ဖြစ်လာတယ် gaming phone တော်တော်များများက build quality တိုင်းမှာ short ကြတယ်ဒါပေမဲ့ဒီကောင်ရဲ့ build quality ကတော်တော်လေးကိုမှအဆင်ပြေလို့ကျွန်တော်အနေနဲ့မြင်တယ်နောက်ကျောဘက်ကကျတော့တကယ် glass asset မဟုတ်ဘဲနဲ့ AG glass လိုမျိုးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီ Vivo ရဲ့ V series phone တွေမှာအသုံးများတဲ့glass ကိုဒီကောင်မှာသုံးမိထားတယ်ပြောချင်တဲ့သဘောတော့ဒီကောင်ရဲ့နောက်ကျောဘက်ကတကယ် glass asset မဟုတ်ပါဘူးဒီ AG glass လို့ခေါ်တဲ့ glass အတုလိုမျိုးပေါ့နော်ဒါပေမဲ့ glass asset လိုမျိုးပဲကာရတဲ့ခံစားချက်ကိုပေးပါတယ်ပြီးတော့ base frame က aluminum frame ကိုသုံးမိထားတယ်အရှေ့ဘက် glass ကလည်း Gorilla glass ကိုပဲသုံးမိထားတယ်ပြီးတော့ dust and water resistant ကလည်း IP68 6090 support လုပ်တာဖြစ်တဲ့ကြောင့်ရေဆိုးတန်ဘာညာလည်းတိတ်ပြီးတော့စိတ်ပူစရာမလိုတဲ့ထဲမှာပါတယ်အဲ့ဒါနဲ့တူပဲသူရဲ့နောက်ကျောဘက် camera band ကအရင် generation နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်အများကြီးကြည့်ရတာ premium ပိုဆန်တယ်ကော်ဖုံးမဆန်တော့လို့ကျွန်တော်အနေနဲ့ခံစားရတယ်ဘာလို့လဲဆိုတော့အရင် generation iQOO 13မှာလုတ်ပေးတဲ့ camera band ကိုကြည့်လိုက်တော်တော်ကိုမှ cheap ဖြစ်တယ်ဆိုတော့ look ကိုရတယ်ဗျာဘေးနားမှာ plastic ကြီးရဲ့ကနေပြီးတော့မီးလင်းတဲ့အထာကြီးကတကယ်ကိုမှကျုပ်ဆိုးတယ်ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ iQOO 15မှာတော့နည်းနည်းလေးပို့ပြီးတော့ minimalist ဖြစ်သွားတယ်အဲ့ဒါကိုမှဒီ ambient light ပေါ့နော် iQOO ရဲ့အခေါ်ရဆိုလို့ရှိရင်တော့ atmospheric light ကိုသူ့ရဲ့ camera band နဲ့နောက်ကျောဘက်AG glass ကြားထဲမှာအဲ့လိုမျိုးလေးမြုပ်ပေးထားတဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ luxury car တွေမှာမြင်ရ ambient light ပုံစံမျိုးလေးထည့်ပေးထားတဲ့ကြောင့်အများကြီး premium standard လို့ကျွန်တော်အနေနဲ့ခံစားရတယ်အရင် generation နဲ့မတူတော့တာကဒီ atmospheric light မှာပါတဲ့ rhythm က3ခုထိ adaptive လုပ်ပြီးတော့ dynamic run ပေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့စောင့်နေတဲ့ gain ရဲ့အတန်ပေါ်မှာမူတည်ပြီးတော့ဒီကောင်ရဲ့ light ကမိတ်တုံလုပ်ပြီးမှာပေါ့နော်ဆိုတော့ဒီ light effect 3ခုလည်းဒီကောင်မှာပါလာတယ်ပြီးတော့ဒီကောင်ရဲ့ camera ဘိုင်းနောက်ကျောဘက်မှာဆိုလို့ရှိရင်50 megapixel သုံးလုံးကိုထည့်ပေးထားတယ်။ camera spec တွေရကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ telephoto က IMX8 ကို upgrade လုပ်ပေးထားတယ်။အရင် generation နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ zoom က 3x optical zoom ဖြစ်သွားတဲ့အပြင်မှာ 100x digital zoom ဆွဲလို့ရမယ်။ဒါကျွန်တော်ရှင်းရကြည့်ရတဲ့လောက်ကလည်းအရင် generation နဲ့ဘာမှမဆိုင်တော့တော်တော်ကိုမှအဆင်ပြေတဲ့ quality လို့ပြောလို့ရတယ်။ဒါပေမဲ့တခုရှိတာကဒီမြန်မာနိုင်ငံကို official ဝင်လာမဲ့ V60 နဲ့အဲ့လိုမျိုးရှင်းပြီးစမ်းကြည့်အချိန်မှာဆိုလို့ရှိရင်တော့ portrait ပိုင်းမှာဒီကောင်ကနည်းနည်းလေး processor မှာအားနည်းနေရတာတွေ့ရတယ်ဒီကောင်မှာသုံးမိထား chipset ကလည်းတကယ်ကိုမှ Android bus မှာဆိုလို့ရှိရင် latest and greatest Snapdragon ရဲ့ 8 Elite Gen 5လို့ကောင်မျိုးသုံးမိထားတာဆိုတော့processing ဘိုင်းကတော့မြင်တယ်ဒါပေမဲ့ပုံထွက် quality ဘိုင်းကနည်းနည်းလေးညော့နေလို့ကျွန်တော်အနေနဲ့ခံစားရတယ်ဒါပေမဲ့ main sensor တွေ ultra wide တွေကတော့တော်တော်လေးအဆင်ပြေထဲမှာပါပါတယ်ဆိုတော့ camera ဘိုင်းနဲ့ပတ်သက်ပြီးကတော့ဒီကောင်ကိုကျွန်တော်မညွှန်းညင်ဘူးဘာလို့လဲဆိုတော့သူ့ဈေးတန်းမှာရှိတဲ့ K90 Pro Max ကသူ့တဲ့ camera result အများကြီးပိုကောင်းတဲ့အခြေအနေတစ်ခုမှရှိတယ်ဆိုတော့ camera ဘိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပို့ပြီးတော့ဦးစားပေးခြင်းတယ်ဆိုလို့ချင်း K90 Pro Max ကိုရွေးလိုက်ပါပြီးတော့သူ့ရဲ့ selfie အနေနဲ့ဆိုလို့ချင်း32 megapixel ပဲအရင်တုန်းက sensor တွေပဲပေါ့နော်ဒီကောင်ရဲ့ sensor ကြီးကကြည့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်ကပြောတဲ့ telephoto IMX8 လေးပဲပြောင်းသွားတာကျန်တဲ့အပိုင်းတွေကအရင် generation နဲ့ချွတ်ဆွတ်ပါပဲနောက်ပြီးတော့ဒီကောင်ရဲ့ battery ဘိုင်းအရင် generation တဲ့ 1000 mAh ပိုများလာတယ်9000 mAh ကိုသုံးမိထားတယ်ဒါပေမဲ့တခုရှိရာ downgrade ပြန်ဆင်းသွားတဲ့အပိုင်းကတော့120 watt ကနေပြီးတော့100 watt ဖြစ်သွားမယ်ဒါပေမဲ့လည်းဒီဟာကိုအပြစ်တော့မဆိုချင်ဘူးဘာလို့လဲဆိုတော့ charging သွင်းရတဲ့အချိန်ကအရင်မပေးရတာလည်းတကြောင်ပြီးတော့ဒီကောင်မှာသုံးမိထားတဲ့ material ကြောင့် charging သွင်းတဲ့အချိန်မှာအပူလုံးဝမတက်တာလည်းတကြောင်ဒီဟာကိုတော့ကျွန်တော်အနေနဲ့သဘောကျတယ်အားပြန်သုံးခဏပိုင်းမှာတော့အခု screenshot မှာပြထားတဲ့အတိုင်းပဲမနက် 100% နဲ့ကျွန်တော် trip တစ်ခုသွားလိုက်တယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့ချိန်ည6နာရီ9နာရီလောက်ချိန်မှာအားက
20အထက်30ဝန်းကျင်လောက်ကျန်နေသေးတာတွေ့ရတယ်ဆိုတော့ဒီကောင်းရဲ့ battery life က 1day battery life ကိုဘယ်လိုဖြတ်ဘယ်လိုပဲ gain ဆော့ပြီးဖြတ်ဘယ်လိုပဲဓာတ်ပုံရိုက်ပြီးဖြတ်ဘယ်လိုပဲ high brightness ကိုသုံးပြီးပဲဖြတ်အေးအေးဆေးဆေးဖြတ်တန်းလို့ရနေထားမှာရှိတယ်ပြီးတော့ performance ဘိုင်းရကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်းမှာကနောက်ဆုံးထွက်ထားတဲ့ Snapdragon 8 Elite Gen 5ကိုသုံးပေးထားတယ်အသစ်ချက်ချုပ်ထွက်ထားတဲ့ SoC ဖြစ်တဲ့လျောက်ဒီ game တွေမှာ graphic optimization မရနိုင်မျိုးလေးတော့ကျွန်တော်ဒါပေမဲ့ iQOO တွေက PUBG ကို out of the box တခါတည်း 120 FPS ရတဲ့အမျိုးအစားမှာပါတဲ့အတွက်ကြောင့် PUBG ကတော့အဆင်ပြေဒါပေမဲ့ mobile တစ်ချက်မှာတော့တချို့ graphic setting လေးတွေက high အထိမပွင့်နေတာမျိုးလေးကြုံတွေ့ရလိမ့်မယ်ဒီတစ်ချက်ပဲကျန်တဲ့အပိုင်းကတော့ Genshin Impact လိုမျိုး CPU performance တွေ GPU performance တွေကိုယူပြီးတော့မှ run ရတဲ့ကောင်တွေဆိုလို့ရှိရင်တော့ higher setting နဲ့အေးအေးညံ့ညောင်းဆော့လို့ရတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာဒီကောင်ရဲ့ heating အကြောင်းကိုထည့်ပြီးတော့အမောမတင်တော့တာကကျွန်တော်စမ်းခဲ့ဘူးလေ Redmi K90 Pro Max Honor Magic 8 Pro ဒီကောင်တွေကလည်း 8 Elite Gen 5 သုံးထားတယ်ဒီကောင်လည်း 8 Elite Gen 5ပဲဒါပေမဲ့ဒီကောင်ကပုံမှန်ထက်တော့နည်းနည်းလေးပို့ပြီးတော့ cool down state မှာပို့ပြီးတော့မြန်တယ်လို့ပြောလို့ရတယ် heat control အခုချိန်ထိနိုင်နေလို့ပဲလို့ပြောလို့ရတယ်ဆိုတော့ဒီကောင်မှာကအရင်ထူးခြားပြီးတော့heat control အရင်ကောင်းနေတာမျိုးကအရင် generation လိုမျိုးမကြမ်းတော့ဘူးဗျာဆိုတော့ဒီကောင်ရဲ့ heat control ဘာထည့်ပြီးတော့မပြောတာဒါပေမဲ့တခုတော့ရှိတယ်ဒီကောင်မှာတာမန်အယူမရှိပါဘူး game ဆော့လို့ရှိရင်နွေးရုံတော့မရှိဘူးပေါ့နော်။ရာသီဥတုအေးရလည်းပါပါတယ်။ဆိုတော့ game ဆော့မယ်ဆိုတဲ့လူတွေဒီကောင်ကိုလုံးဝ fully recommend ပေးလို့ရဆိုတဲ့အနေအထားမှာရှိတယ်။ပြီးတော့ speaker ဘိုင်းကိုသွားမယ်ဆိုလို့ရှိရင်ဒီကောင်မှာ dual stereo speaker setup နဲ့လာတယ်။အသံတော့ quality ကတော့မဆိုးဘူးပေါ့နော်။ဒါပေမဲ့သူ့ရဲ့ဈေးတန်းမှာရှိတဲ့ Redmi K90 Pro K90 Pro Max တွေနဲ့သွားရှင်လို့မရပါဘူး။ဘာလို့လဲဆိုတော့ဟိုကောင်နဲ့လုံးဝ Bose နဲ့ collaboration လုပ်ထားတဲ့ကောင်တွေဖြစ်တဲ့ကြောင့် audio ဘိုင်းမှာတကယ်ကိုမှဒီကောင်နဲ့စွာထွက်နေတယ်။因为花钱交朋友，我艺高人胆大。ဒီကောင်းရဲ့ quality ကမကောင်းတာလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးကျွန်တော်တို့သူ့ဟာလေးနဲ့သူအဆင်ပြေတယ်ဒါပေမဲ့ haptic ဘိုင်းကတော့သူ့ရဲ့ဈေးနှုန်းကောင်နဲ့ရှင်းလိုက်မယ်ဆိုအခုချိန်ဒီ Westware တော့မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြောမှဆိုလို့ရှိရင် haptic ကနည်းနည်း soft ဖြစ်တယ်ကျွန်တော် crispy ဖြစ်တဲ့ဘက်ကိုတိတ်မရောက်ချင်သေးဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့ overall အနေနဲ့ဒီကောင်းကိုgame ကိုတီးတန့်ဆော့မယ်ဒီကောင်းမှာပါလာတဲ့ e-sport Q3 ချစ်လိုဟာမျိုးနဲ့ဒီကောင်းရဲ့ display အချမ်းတိုင်းနဲ့ပေါင်းဖက်ပြီးတော့ကျွန်တော် visual ဘိုင်းကိုအသားပေးခြင်းနဲ့လူတွေဆိုလို့ကျွန်တော်ဒီကောင်းကိုမဟာတရားညွှန်းပေးလို့ရတယ်တကယ်လို့ကိုကကင်မရာလေးလည်းကောင်းပါ audio လေးလည်းကောင်းပါဆိုလို့ရှင်တော့ဒီ Redmi K90 Pro Max လို့ကောင်မျိုးစဉ်းစားတာကအများကြီးပိုလို့ဖြစ်တယ်လို့ပြောရင်စီးပါ